Hello ဒီဗီဒီယိုလေးကတော့နားမယ်စားမယ် vlog ကလေးဖြစ်ပါတယ်။ခုကတော့မြန်လန်း86မိုင်မှာခဏနာတာပါ။ကိုရီးယားစားတော့ဆိုင်အိုမှုရှိရကြက်ကြော် KFC လည်းရှိရခုတော့တိတ်ပြီးပိုင်းမစားတော့ဒီမင်္ဂလာပါတီရှော့မှာပဲနားလိုက်ပါတယ်။ဒီမင်္ဂလာပါဆိုင်လေးကလေတော်တော်လေးတန်တန်ရှင်းရှင်းလေးဖြစ်တယ်။ခုတော့ဘိုက်လည်းတိတ်မစားတော့ဒီမွေးငါးမှာလိုက်တယ်ပြီးတော့လက်ဖက်ရည်ပုံမှန်တစ်ခွက်မှာလိုက်ပါတယ်။သူကမီနူးတွေအရန်စုံတယ်ဒီကထူးခြားချက်ကတော့မြန်မာရိုးရာမုံလေးတွေရရဲပေါ့နော်ကောင်တာမှာဒါပေမဲ့ခုနကတော့ဘိုင်းမစားတော့ဘာမှတခြားဥစားတွေမမှာလိုက်ပါဘူးလက်ဖက်ရည်ဆိုလို့ရှိရင်လေမန္တလေးကလေတော်တော်လေးအရသာရှိရပြောရမယ်ခုမန္တလေးနဲ့နီးလာလို့လားမသိဘူးလက်ဖက်ရည်လေးကတော်တော်လေးတောက်လို့ကောင်းပါတယ်ဒီမင်္ဂလာပါဆိုင်မှာဆိုရင်ကျမကြီးနဲ့ညွတ်တင်ညွတ်တီးမှုန့်ကိုသာသုံးတယ်ဆိုပြီးတော့သူတို့ကရီထားရပေါ့နော်မွေးငါးလေးကလေစားရတာလေးကတော့တကယ်ရသာရှိတယ်အိုးဘဲကိုလေးထည့်လိုက်တော့4500တော့ကျသွားပါတယ်တချို့ဧည့်သည်တွေကတော့မြန်မာထမင်းဟင်းနေစားကြရပေါ့နော်တကယ်ကိုတက်တန်ရှင်းရှင်းလေးနဲ့စားကျင်စရာလေးလည်းကောင်းပါတယ်ဒီဘက်ရှောင်းလန်းလေးမှာလည်းစားလို့ရတယ်ပေါ့နော်ကိုဘက်မှာကျတော့ကိုရီးယားစားတောက်ရဲ့ကြက်ကြော်ပဲစားလို့ရတယ်အဲ့တော့ဒီနားတဲ့နေရာလေးကတော်တော်အဆင်ပြေပါတယ်စားရတာနောက်ဗီဒီယိုထဲမှာလည်းခီးသွားရင်းနဲ့စားလို့ကောင်းမဲ့ဆိုင်လေးဝင်းမြပေးသွားမှာမလို့အသေးလေးပေးသွားကြအောင်နော်